အားလုံးပဲမင်္ဂလာပါဂျေးပလန်ကြိုဆိုပါရစေချွမ်းချွမ်းရမ်းကိုချွမ်းရမ်းကိုထောင်းနေတာပဲချွမ်းရမ်းချွမ်းဗျာခန်းဒီချွမ်းကြီးတယ်နော်80သား50သား80သားလောက်ရှိမယ်မကြီးဒီမကြီးဘာမလို့อ่ะဒီလိုစီပေါက်ကအဲ့လိုမြင်ရတာမကြီးစီပေါက်လေးအမဟိုမှာကျွန်တော်ကြောက်နေထဲတာတွေ့တာဟုတ်မှာဒါစီပေါက်လေးကအဲ့လိုမြင်ရတာဗျာဒါပေမဲ့ကာလာရော့တယ်ကာလာဖြော့တယ်ကာလာဖြော့တယ်မချွဲဘူးအသားရဖို့ဒီလားဒါမျိုးလေးအပဲ့ပေါ့ဗျာခန်းဒီအပဲ့ပေါ့နော်ပြီးတော့ဗျာတလုံးလုံးမဲ့တွေနဲ့မဲ့တွေရတယ်အကုန်ဝင်မဲ့အပေါက်တွေလားမဲ့တွေမကြည့်မဲ့တွေရောကျက်စိတ်တွေရောမဲ့တွေရောမဲ့ကိုကြည့်တလုံးလုံးကြောင်မျိုးကြောက်တာကောင်းတယ်ကြောက်စီကောင်းတယ်ကြောက်စီလေးလည်းလာတယ်မဲ့ပါစီဗျာကျွန်တော်ကတော့စော်မှာပဲအဲ့မဲ့တွေကဗတိရတော့နည်းနည်းလေး300မှာထင်နေဗျာသိလားလာအောင်ပါဗျာဟိုကလည်းဗတိသမားဆိုတော့နော်ဗတိသမားကပြောမယ်မကြည့်အောင်ပြအောင်မယ်မကြည့်ဒါလေးပုံတော့လိုက်အပားတယ်လေးပုံတော့လိုက်ထုမလားလို့နော်ပါတယ်လေးပုံလိုက်ထုမလားလို့အဲ့ကောင်ရင်ဒါတော့ဝါရှာဖောက်ထားတာ24ဆိုင်ဝါရှာလေးဖောက်ထားတယ်တလုံးနဲ့ရတာဗောနော်ကျွန်တော်ကြောက်အဲ့တလုံးနဲ့ရဆိုရင်3စားရထားတယ်ဟိုမှာဝါရှာဖောက်ပန်းလေးနဲ့နော်ဒါဝါရှာ24ဆိုင်လေးဖောက်ထားတယ်ဝါရှာတော့အပ်မယ်ဒါလေးလည်းဝါရှာအပ်မယ်ပါရထားတယ်3လွာလော်လိုက်တာဗျဒါလေးကတော့အပါတယ်ဒါပေမဲ့ဒီကောင်ကလေဒီကောင်ဟိုရတယ်ဗျနော်ဥတီဘွားဝါညာဥတီဘွားလေးပဲထိုးမယ်ဗျာဒါလေးဥတီဘွားအပ်လိုက်မယ်ဒါလေးဥတီဘွားအပ်မယ်အပ်ပြီးပြမယ်ဒါလေးဝါရှာအပ်မယ်နော်ဒီနှစ်ကွင်းဝါရှာအပ်မယ်ဒါလေးတော့ကျွန်တော်ရိုက်ထားအောင်မယ်ဘယ်ကနေပြဖြစ်သွားတယ်ဆိုတာလေးရိုက်ပြအောင်မယ်ဟုတ်လားနော်နောက်ပြီးသွားရင်ဒါလေးထူးပဲနော်ထူးပဲနှစ်ကွင်းအဲ့လိုမရတော့ဘူးဗျာဒီမှာအနာဖောက်ပြီးမှအနာဝင်ရှုပ်သွားတယ်မဟုတ်လားတကွင်းပဲရမယ်ကွာဟောမကြဒါလေးကောင်းနော်ထူးမလို့လော်လိုက်ရင်ဒါလေးကဟိုတော်တော်လေးဆင်ပြေမယ်နော်အဲ့တော့ဒီမှာဝါရှာနော်ဒါလေးကစိုက်ကြီးဒါခဲတွေချစ်ထားလို့အရောင်တွေမိန်နေတာခဲတွေချစ်ထားတာကျွန်တော်အရောင်တင်မှုဆိုပြီးခဲတွေချစ်ထားတာမတင်ပြလိုက်တယ်နေွားဆိုပြီးတော့ဝါရှာဖောက်ဖို့ဝါရှာသွေးအပ်မယ်နော်အဲ့မှာဝါရှာဒါလေးဝါရှာဒါလေးမကျခုံလေးနဲ့ဒါအနာတော့မဟုတ်ဘူးသလားအမြင်းလေးဟိုသားပေါ့အဲ့ဒါလေးနော်ရှိပါလေရန်ကုန်မှာဝါရှာရပြီဝါရှာအဲ့လိုရပြီလို့ပြောတယ်အနေကြီးမှာဝါရှာအဲ့လိုရပြီဆိုတော့အနေကြီးတော့အပ်အောင်မယ်ကဲဟုတ်ပြီကဲဖေးဖြတ်မဲ့အကြောင်းလေးပြောနော်ဖြတ်မဲ့အကြောင်းလေးပြောလို့ sorry ဗျာဒီနေ့ဒါလေးဖြတ်မယ်ဘလို့ဖြတ်မတော့ချွဲရင်အောင်ပတိရမယ်ဗျာသိလားချွဲရင်အောင်ပတိရမယ်အဲ့တော့ဒီမှာကျွန်တော်ဒီထိတ်ကလေးပဲဖွင့်မလို့စဉ်းစားတာမလုပ်တော့ဘူးထိတ်ကလေးပဲမဖွင့်တော့ပဲနဲ့ထိတ်ကလေးပဲမဖွင့်တော့နည်းနည်းမူးဝိုင်းတီးခံဗျာဒီပိုင်းလေးကျွန်တော်လည်းလောက်တာဟော်တယ်ဖြစ်ကုန်ဒီကလေးမဒီတော့အနာပါဒီအနာပတ်နေတာဒီမှာဒီအနာပတ်တာဒီအနာကိုပဲအမှန်ယူပြီးတော့ဒီလိုအမှန်ယူလိုက်တော့မယ်ဗျာအမှန်ယူဒဲပဲဖြတ်လိုက်မယ်ဒီအနာကိုအမှန်ယူပြီးဒဲဖြတ်လိုက်နော်ဒီလိုဒဲဖြတ်လိုက်သွားထိကျင်အထိလွတ်ဖြတ်လိုက်โอเคနောက်ဆောင်ပါအောင်ဒီမှာကြော်ညာဒီကြော်ညာနောက်တစ်ခုငချိတ်ကိုအကြားလေးငချိတ်ပန်းကြားလေးငချိတ်ကိုပန်းကြားလေးတော်လာတာငချိတ်ပန်းကြားလေးနော်ငချိတ်ပန်းကြားလေးဒီလုံးကောင်းတယ်ဒါလေးကောင်းတယ်ငချိတ်ကတော့ဗီယက်နမ်တို့ထိုင်းတို့ပူကြိုက်တာပေါ့ဗျာထိုင်းတို့ဗီယက်နမ်တို့ပူကြိုက်တယ်ငချိတ်ကနော်တားဖြူတဲ့လူတွေဘယ်လိုလာတယ်ဘယ်သူဝဲပါနှစ်သက်မြန်လို့စွာနဲ့ဝင်ရင်အကုန်လုံးကတန်ဖိုးရှိတာပါပဲနော်က
ကဲရှည်ဝေးမပြောတော့ဘူးဒါလေးလိုချင်3000ခွဲနဲ့ယူပါ3000ခွဲနဲ့ယူပါကျွန်တော်အရင်တော့ဒါတွေကအမျက်မရှိပါဘူးဒါတွေကကျွန်တော်ငွေဖော်တဲ့သဘောပါပဲဒါတွေကငွေဖော်တဲ့သဘောပါပဲမှတ်ဒီအရောင်ကကျွန်တော်တွေငချိတ်ရောင်းတာတွေတွေ့တယ်ဒါပေမဲ့အရောင်ကွာရမယ်မှတ်ကွာရမယ်နော်ဒါကျွန်တော်အမခံရတယ်ဒါလေး3000ခွဲယူပါယူ35လို့မှတ်ပြီးပါဝါဖုန်းနံပါတ်က396893လုံး3943ကိုဘိုင်ဘာဖြစ်စီဆက်သွယ်နိုင်ပါတယ်နော်ဒါလေး3000ခွဲပါတော့ဗပြရရင်ကောင်းမလဲဗပြအောင်မလဲဆိုတော့ရှိပါတယ်အကောင်းလေးတွေလည်းထုတ်နေပြီးတော့ကျွန်တော်ဗဒီရောက်တဲ့အနေထားကိုပြအောင်ဒီမှာကျွန်တော်ဗဒီလေးတွေရဲ့အနေထားကိုကြည့်လိုက်ပါဒါမပြီးသေးပါဘူးဒါမှတ်1500ပဲတိုက်ရသေးတယ်ဒါ1500ပဲတိုက်ရသေးတယ်3000 5000ကျန်သေးတယ်ဒါ1500ပဲတိုက်ရသေးတယ်ဒါကျွန်တော်ကိုယ်ပိုင်ထုတ်နေတဲ့ဗဒီလေးတွေပါကာလာလေးနေပါရောင်စုံနေတာပဲနော်ရောင်စုံနေတာပဲပဲချွန်ခုတ်3လုံးပါတယ်လမ်းအောင်ပါသေးတယ်ဒါလေးတစ်လုံးပဲဒါမှားပါသွားတာဒါကျွန်တော်ပရိမဟုတ်ဘူးမဟုတ်ပရိတဲ့နော်ကြည့်လိုက်ပါဒါကျွန်တော်ပရိလေးစီတက်တာနဲ့အကုန်လုံးကိုဝင်နိုင်အောင်ရောင်းပါဘာဆေးမှမပေါ့နော်ဘာဆေးတစ်စက်မှမပေါ့လုံးလည်းမလုံးတတ်ဘူးဆေးလည်းမထည့်တတ်ဘူးနော်ဒါတော့အခုမှမနှဲလုံးနေရတာဒါအခုမှမနှဲလုံးနေရတာနော် used to မဖြစ်သေးဘူးခုမှစလောက်တာဆိုတော့ used to မဖြစ်သေးဘူးတချို့အလုံးတွေမှတ်မကြည့်ဘူးနော်မှတ်မကြည့်တဲ့အလုံးတွေရှိသေးတယ်ပြန်ရမှာမှတ်ကြည့်တဲ့ဟာကဲဇက်တိုက်လိုက်တော့မယ်ကြည့်တဲ့အလုံးကိုသိအောင်ဆိုပြီးတော့တစ်ခါတည်းလုံးလိုက်တော့လားနော်ကြည့်တဲ့အလုံးကဘယ်နေထားမှကြည်သွားလဲဆိုတော့သိအောင်လုံးလိုက်တော့တာမှတ်တွေကျန်နေတယ်တချို့အလုံးတွေနော်ကျွန်တော်အလဲကျန်ကျွန်တော်ပရိလေးတန်းပေါ်လေးရောင်းပါကဲစပြီဗျာကိုချင်းချင်းဆိုပေါ်ရောင်းပါဗျာနိုင်ငံသားတော့ဈေးကြီးရောင်းပါပါတက်နိုင်တယ်မြအဈေးအကြီးဆုံးနဲ့ရောင်းပါပါနိုင်ငံသားတရုတ်ဖြစ်ဗီယက်နမ်ဖြစ်ကိုရီးယားဖြစ်ဘာဖြစ်ကိုပြည်တွင်းကလူကတော့ဘာနေနေကြိုက်လို့လူဝယ်ချင်တာဆိုရင်ကြိုက်လို့ဝှက်ချင်တာဆိုပေါ်လေးရောင်းမိမယ်နောက်တစ်ခုကျွန်တော်တကယ်ဟိုလှုပ်တော့မဲ့အချိန်ညရင်ကျွန်တော်ရောင်းခဲ့တဲ့ဗဒီဖြစ်စီဘာဖြစ်စီဖွင့်ဖြစ်စီအဲ့ဒီဟာတွေကိုကျွန်တော်ကပြန်ဝယ်တဲ့ဇီးစနစ်ပါထည့်ပေးပါပါကျွန်တော်ဆိုင်ဖွင့်ပါပါပြန်ဝယ်မဲ့နီးစနစ်တွေပါထည့်ပေးမှာပါနော်အခုဆိုဟိုသားဗျာဟိုတချို့စိန်ရောင်းတဲ့လူတွေဆို2နှစ်ပြည့်% ပြီးတာပါအဲ့လောက်ကြီးမလို့ 5% 2နှစ်မှ 5% နဲ့သူ 3% နဲ့အဲ့လောက်% တွေကိုအဲ့လောက်% တွေမလို့ပါဘူးကျိုးတွေဆိုရင်ကြောက်တွေဆိုကြောက်ဟိုသားတချို့ရွှေတွေဟိုရွှေမဟုတ်ဗျာဒီတော့အဖြူပေါ့ပလက်တီနမ်တို့ပါလို့ဆိုရင်ဟွာရှိတယ်ဗျာအလဲ 10% နဲ့အယောင် 18% ရှုံးမှာတော့ဗျာအဲ့လိုတွေတွေ့တယ်ဗျာအများကြီးပဲအဲ့ထက်နဲတဲ့ percent နဲ့လုံးမယ်ခိကာလာရပြောင်းလဲသွားတာရှိရင်လေနောက်ဆုံးအရင်သုံးဟုတ်အမြတ်အဲ့လိုတွေပါကျွန်တော်အမြတ်ပေးနိုင်တဲ့အထိဒီပါစဉ်းစားတာပါလေကဲဒါလေးကြည့်လိုက်အောင်ဗျာဖက်ပြီးသွားရဆိုတော့ကဲဗျာအော်လာတယ်ဗျာအဲမှာတော်တော်နှက်တာပဲတချို့နေရာတွေမှာဒီနေရာတွေအပွင့်ရပြီလीဒီမှာအပွင့်နေဒါအပွင့်နေလीအပွင့်ရပြီလीဒီနေ့တော့ဂုတ်တာပဲဒီနားလေးလှမှလှဗျာလိုက်ရမှာပဲတော်တော်လိုက်ရမယ်ဗျကြောက်သားရှယ်ပဲဒီမှာကြည့်ကြောက်သားကိုကြည့်ကြောက်စီကြောက်သားကောင်းတာဗျာအပွင့်ရဗဒီရအကုန်လိုက်ရမှာဗျနော်ဗဒီရလည်းလိုက်ရမှာပဲဒါပေမဲ့ကြောက်ကြောကဒါမျိုးသွားတာဒီမှာအနာကြီးကအဲ့လိုသွားတာအဲ့အနာတိုင်းလွှာရမှာနော်ကြောက်ကအဲ့လိုသွားတာအဲ့လိုလွှာလိုက်ရင်အနာတက်တာသွားလိမ့်မယ်လှတယ်ဟေ့ဒီလုံးလေးတွေရှယ်ပဲခန်းလေးရပြန်ပြီနော်ဘလူပဲရဲ့ဘလူးနေဆွဲထုတ်လို့ရပါတယ်နောက်ဆုံး site သီးပရီနော်56 456ထဲဝင်အောင်ထဲ456ဆိုတာကြည်ပေါက်နေမယ်အားမျိုးရမှာမဲ့တွေကတော့ဝင်နေနော်ကျွန်တော်ပြောတဲ့အတိုင်းမဲ့တွေလည်းဝင်နေဖြူစံတွေလည်းဝင်နေအကုန်ဝင်နေနဲွားတယ်မဲ့ရအပေါ်မှာများတဲ့မဲ့ရပုံများပြီးအောက်မှာဝင်နေမဲ့ရနဲပါတယ်နော်ဖြူစံတွေနဲ့ထောက်တယ်ဒါပေမဲ့လိုက်လို့ရတယ်ဒီမှာလေးနှစ်ပေါက်လေးဒီနှစ်ပေါက်ကိုကြည့်လေနော်ကျောင်းရဲ့နှစ်ပေါက်ကိုကြည့်โอเค
ဒါလေးလဲလိုက်ကြောက်ပါပဲလုံးလုံးရမယ်ကြောက်ပါဗျာလုံသမားကြောက်နော်လွှာချက်ထုတ်ပြီးတော့ရှားသလောက်လိုက်လို့ရပါတယ်တကုန်းလက်ပတ်တကုန်းစာလောက်ထွက်ရင်တော့တန်ပါတယ်ဗျာဒီမှာကြည့်ဒီနပ်ပေါက်တွေနဲ့နော်ချွန်ရန်ဗျာတချမ်းချွန်ရန်ကိုတိကျင်တာခင်ဗျာကျွန်တော်ချွန်ရန်ကိုတိကျင်တဲ့ဟုတ်တယ်ဘယ်တော့ကြိုးစားခဲ့ရတယ်ချွန်ရန်ကိုတိကျင်လို့ချွန်တော့ကျွန်တော်တင်တန်းမှာမတက်ဘူးတာဗျာတင်တန်းတွေပါလေအဲ့လိုလည်းမတက်ဘူးဗျာကျွန်တော်ကတယောက်တည်းအသေးအတန်လုပ်ခဲ့ရတာဒီကြောက်ကိုတင်တန်းဆိုတာလေဗျာအဲ့လိုတီးတီးပပကြီးမတက်ဘူးဟိုရန်ကုန်မှာနေတာမန်းလေးမှာနေတာလည်းမဟုတ်ရန်ကုန်ကြောက်ဝိုင်းနေလည်းအဲ့လိုကြီးမသွားနိုင်ဘူးရန်ကုန်နဲ့ကြောက်ပတ်တဲ့ပတ်ဝန်းကျင်ကိုလည်းအရင်မသွားနိုင်ဘူးအဲ့တော့ online မှာတင် online ကဆရာတွေကတော့တော်တော်များမြင်ဆရာကြားဆရာတွေပါပဲဗျာအကုန်လုံးကျွန်တော်ဆရာတွေပါပဲနော်ရတဲ့ဟိုကောင်းတာလေးတွေယူကိုယ့်ကိုလေးလာဖြက်အခုတော့လှမ်းကြည့်လိုက်ရင်ချွန်ရန်ကိုကောင်းကြီးတည်နေပါပြီခွဲတက်လို့ရပါတယ်အော်ကျူးမှလည်းမေးဆိုမှတင်တန်းဖွင့်မလားတင်တယ်ကျွန်တော်တင်တန်းဖွင့်ရမယ်အဆင့်ရောက်ဖို့တင်တန်းဖွင့်ရမယ်အဆင့်မပြောနဲ့ဗျာကျွန်တော်ကြောက်တဲ့အကျိုးမြတ်တော်မှကောင်းရသေးတာမဟုတ်ပါဘူးဘာမှမတက်သေးပါဘူးတင်တန်းဖွင့်ဖို့ဆိုတာအဝေးကြီးပါနော်ဒီမှာရှော့ပြောနေတာပါအခုဒီမှာပြောနေတဲ့ဟာတွေလည်းကျွန်တော်မြင်တာရှော့ပြောနေတာပဲဆရာကြီးနဲ့တွေ့ရင်နေရင်ရိုက်ခံအောင်မယ်နော်ကဲအားလုံးပါကျေးဇူးပါနော်ဒါလေးလူချင်း3000ဝန်းနဲ့ယူပါအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပြန်တွေ့မယ်နော်